နဲ့ပြောင်းလဲလာခဲ့ပြီးငါတို့စိတ်တွေရင်ကုန်ခြင်းများဟာလဲရင်လိုမလဲဆန်းနိုင်ခဲ့ပြီးမြူနေများတဲ့ဆောင်းတွေမနှက်ခင်စီအလွမ်းမီရဲ့ဒီချိန်ဆိုကြောင်းကြီးကိုပဲကျွန်တော်ဟာလွမ်းမီတစ်ချိန်ကတက်ကတော်စီစဉ်းစားပြီးတွေ့တော့မှကြော်လွန်သွားပြီးချိန်ကာလတော့ဒီချိန်ဒီနေရာမှာငါတို့ဘဝတွေကိုစဖို့တင်ကြခဲ့ငါတို့ပေါ်လွန်ကောင်းတဲ့ငါတို့ဆရာများကောဆရာတို့ရဲ့တပည့်ကျွန်တော်တတိယပါတယ်နေတိုင်းတော့ပညာတွေရှာကြတော့ချို့တွေရထားရဖို့ကဲဆိုရင်ဒါကတော့ပြောစရာကောင်းတဲ့ချိန်ကာလတော့စိတ်ကူးရင်ခါသာပဲရင်ခုန်ချင်တာကတဘာဝပေါ်ပြောင်းနဲ့ပြောင်းချစ်ကြိုက်မိတာဒါကတက္ကသိုလ်ထားရနော်စိတ်ကောင်းလိုက်ပြန်ချစ်လိုက်တဲ့ဘော်ဒါတွေနဲ့ပြောစရာကောင်းတယ်အဲ့ဒီတုံးနဲ့ခုနဲ့ကမတူညီတာပေါ်ရန်တွေနဲ့မပေါင်းပဲသူစင်တဲ့စိတ်ထားနဲ့ဂျိုးသားစွာငါတို့ကောင်းနေပေါင်းတယ်ခုတက်တိမင်းတို့ကောင်းနေကငါတို့တော့ဘော်ဒါကောင်းတယ်စဉ်းစားကြည့်ပြောစရာကောင်းတယ်ရင်တော့ကဘော်ဒါပေါင်းရဲ့မတူညီတဲ့ဘွားနဲ့ပြောင်းတယ်တာဝန်ထမ်းဆောင်ရပြောက်ွယ်ချို့တွေကအိမ်အောင်ကြလို့မိဘဆိုတဲ့နေရာကိုရောက်တယ်လူချင်းသာမနီးစပ်ပင်မဲ့မင်းတို့တည်းတွေငါစီရောက်တယ်တချို့တွေမပြောင်းလဲပါတချို့ကနိုင်ငံခြားကိုပြေးထွက်တချို့တွေကြောင်းထဲမှာဆရာမကြီးပြခီးဆက်ဝေးကွာတီးအရက်မှပြန်လာပေးပါပေါ်တာများတရက်မင်းတို့တတိတစ်ချက်တော့ရပေးပါဒီကြောင်းတော်ကြီးအတွက်လက်မြေအောင်စေပါဘိုးရင်ကဒီနေရာလေးပါ I don't know စခဲ့တဲ့ကြောင်းဝင်ကြီးပါကျွန်တော်ပါပဲကွာလက်မြေအောင်စေပါဘိုးရင်ကဒီနေရာလေးပါလို့ရှိရင်လွယ်ခြင်းရင်ကုန်ခြင်းလို့စားပြီးခဲ့ရတပြေးပြေးနဲ့ပြောင်းလဲလာခဲ့ပြီးငါတို့စိတ်တွေရင်ကုန်ခြင်းများဟာလဲရင်လိုမလဲဆန်းနိုင်ခဲ့ပြီးမြူနေများတဲ့ဆောင်းတွေမနှက်ခင်စီအလွမ်းမီရဲ့ဒီချိန်ဆိုကြောင်းကြီးကိုပဲကျွန်တော်ဟာလွမ်းမီတစ်ချိန်ကတက်ကတော်စီလက်ရအောင်စေပါဘိုးရင်ကဒီနေရာလေးမှာ I don't know စခဲ့တဲ့ကြောင်းဝင်ကြီးပါကျွန်တော်ပါပဲကွာလက်ရအောင်စေပါဘိုးရင်ကဒီနေရာလေးမှာလို့ရှိရင်ချိန်တွေဘလို့ပဲပြောင်းလဲနေရာတွေဘလို့ပဲပြောင်းလဲဒီเจ้าเนี่ยဖြစ်ပျက်တွေတိုင်းအောင်ငါတို့ကောင်းနေတယ်မှာအများကြီးရှိနေတယ်ဘုရားလေးပြန်နေရတော့အချိန်တွေအားလုံးတော့ပြန်ဆုံးလို့ရတဲ့အချိန်တွေအားလုံးတော့ပြန်ဆုံးလို့ရရင်ရတဲ့ကောင်းမယ်ကောင်းမယ်အချိန်တွေဘလို့ပဲပြောင်းလဲနေရာတွေဘလို့ပဲပြောင်းလဲဒီเจ้าเนี่ยဖြစ်ပျက်တွေတိုင်းအောင်ငါတို့ကောင်းနေတယ်မှာအများကြီးရှိနေတယ်ကျွန်တော်ကဒီเจ้าကြီးကိုအများအားအမှတ်တရအနေနဲ့အချင်းမြန်လို့နေပါပါဒီเจ้าကြီးကိုပြီးသွားရင်လည်းဘာမှအရန်ကိုငန်းနေပါပါလို့ကျောင်းတက်ရတဲ့အတွက်တော့အရန်ပြောပါတယ်ဆိုတော့ကျောင်းပြီးသွားရင်ကျောင်းမှာစာသင်ရတာတွေဆရာမတွေပြီးတော့တကယ်ချင်းနဲ့ဆော့ကစားခဲ့ရတယ်ကနေထိုင်တာတွေအားလုံးတော့သတိရနေပါပါကျွန်တော်ကျောင်းပြီးသွားလို့ဒီကျောင်းကြီးနဲ့ဝေးခဲ့တော့အကျောင်းလွန်တဲ့စိတ်နဲ့ပြန်လာအောင်ပါပါကျွန်တော်ဒီပြီးသွားတယ်ဆိုလို့ရှိရင်လည်းဒီကျောင်းကြီးကိုကျွန်တော်ပြန်ပြီးတော့လာကြတယ်ပါပဲပေါ့တကယ်ချင်းတွေနဲ့လည်းပြောဖို့ကရမ်းကောင်းပါတယ်ရှောက်သွားခဲ့ရစားခဲ့ရဆော့ခဲ့တာတွေအများသတိရနေပါပါညီမတို့ကျောင်းပြီးသွားလို့ရှိရင်ညီမတို့ရဲ့ပျော်ရွှင်စရာအချိန်လေးတွေနဲ့ဒီတငယ်ချင်းတွေနဲ့ဒီကျောင်းတော်ကြီးကိုတက်လို့အမှတ်ရနေပါပါရှင့်တဲ့ကောင်းမယ်
သိကောင်းမယ်